Dan Berners-Lee နှင့်ကမ္ဘာ့အကျယ်ဆုံးကွန်ရက်ကြီး The Weaver of the World Wide Web 1980 ပြည့်လွန်နှစ်တွေမှာအင်တာနက်ဆိုတာရှိနေပြီဖြစ်ပေမဲ့အဲ့ဒါကသိပ္ပံပညာရှင်တွေနဲ့စစ်တပ်ကလူတွေပဲနားလည်တဲ့ရှုပ်ထွေးလာတဲ့စနစ်ကြီးပါကွန်ပျူတာတစ်လုံးထဲကအချက်လက်ကိုနောက်တစ်လုံးမှာဖတ်ဖို့ဆိုတာအလွန်ခက်ခဲပြီးကွန်ပျူတာတွေဟာတီးခြားကျွန်းလေးတွေလိုဖြစ်နေခဲ့ပါတယ်ဆွစ်ဇာလန်နိုင်ငံဆွမ်တက်ခွဲကမ်းမှာအလုပ်လုပ်နေတဲ့ဗြိတိရှ software engineer Dan Berners-Lee ဟာဒီပြဿနာကိုဖြေရှင်းကျင်ခဲ့တဲ့သူကသတင်းအချက်လက်တွေကိုပင့်ကူအိမ်ဝတ်တစ်ခုလိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားရင်ရောဆိုပြီးစိတ်ကူးရခဲ့ပါတယ်1989ခုနှစ်မှာသူဟာ World Wide Web ဆိုတဲ့အဆိုပြုလွှာကိုတင်ပြခဲ့တဲ့သူကနှိုးစာမျက်နှာတွေရေးတဲ့ဘာသာစကားလက်တွေ့အချက်လက်တွေပို့ဆောင်တဲ့စနစ်နဲ့ website လိပ်စာဆိုတဲ့နည်းပညာ၃ခုကိုတီထွင်ပြီးကမ္ဘာပထမဆုံး web server web server နဲ့ web browser ကိုဖန်တီးလိုက်ပါတယ်1990ပြည့်နှစ်ဒီဇင်ဘာလမှာကမ္ဘာပထမဆုံး website ကိုစတင်လွှင့်တင်ခဲ့ပါတယ်အဲ့ဒီ site မှာဘာတပ်ပုံမှမပါပဲစာသားတွေကြီးပဲဖြစ်ပေမဲ့အဲ့ဒီထဲကအပြာရောင်စာသား hyperlinks လေးတွေကိုနှိပ်လိုက်ရင်တခြားစာမျက်နှာတွေကိုချက်ချင်းရောက်သွားတာဟာအဲ့ဒီခေတ်ကတော့မော်တက်တစ်ခုလိုပါပဲတန်ဟာဒီနည်းပညာနဲ့ဒေါ်လာဘီလီယံကြီးချမ်းသာအောင်လုပ်လို့ရပါတယ်ဒါပေမဲ့သူက web ဆိုတာလူတိုင်းအတွက်ဖြစ်ရမယ်လို့ယုံကြည်ခဲ့တယ်ဒါကြောင့်သူဟာရဲ့မူပိုင်ခွင့်ကိုတပြားမှမယူဘဲတစ်ကမ္ဘာလုံးကိုအခမဲ့ပေးအပ်ဖို့ဆွမ်းကိုတိုက်တွန်းခဲ့ပါတယ်1993ခုနှစ်မှာတော့ web ဟာအများပိုင် public domain ဖြစ်သွားပါတော့တယ်ဒါဟာအင်တာနက်ပောက်ကွဲထွက်လာစေတဲ့တောချက်ပါပဲလူတွေဟာ website တွေကိုကိုယ်တိုင်တိစောက်လာကြပြီးသတင်းအချက်လက်တွေစီးပွားရေးတွေနဲ့လူမှုကွန်ရက်တွေဟာတစ်ကမ္ဘာလုံးကိုချက်ချင်းချိတ်ဆက်သွားစေခဲ့ပါတယ်အဝေးကကျွန်းလေးတွေဟာကမ္ဘာရွာကြီး global village ဖြစ်လာခဲ့ပါပြီDan Berners-Lee ဟာဘုရင်မကြီးရဲ့သူကောင်းပြုခြင်းခံရပြီးပွဲရရှိခဲ့တယ်လို့2010နှစ်လန်ဒန်အိုလံပစ်ပွဲမှာလည်းဒါဟာလူတိုင်းအတွက်ပါ This is for everyone ဆိုတဲ့စာသားနဲ့အတူတစ်ကမ္ဘာလုံးရဲ့ဂုဏ်ပြုမှုကိုခံခဲ့ရပါတယ်သူဟာအခုထက်ထိဝက်ကိုပုံမလုံခြုံပြီးပွင့်လင်းစေဖို့ဆက်လက်ကြိုးပမ်းနေစေဖြစ်ပါတယ်Dan Berners-Lee ရဲ့အမျှော်အမြင်နဲ့ရည်ရွယ်မှုကြောင့်သာဒီနေ့ခေတ်မှာကျွန်တော်တို့ဟာအသိပညာတွေကိုစက္ကန့်ပိုင်းအတွင်းမျှဝေနိုင်ခဲ့ကြပြီးအင်တာနက်ဟာလူသားတိုင်းရဲ့အခြေခံရပိုင်ခွင့်တစ်ခုအဖြစ်တစ်ကမ္ဘာလုံးကိုချိတ်ဆက်ပေးထားနိုင်ခဲ့ပါတော့တယ်